ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့စောင်းပါတစ်ပုဒ်ကတော့ကမိုးမြင့်စူးစီးတင်ဆက်ထားတဲ့ကဘာမှာမြန်မာပြည်လိုအကျန်းဖတ်တက်မျိုးဘာကြောင့်တက်ဆူးရှိနိုင်တာလဲဆိုတဲ့စောင်းပါတစ်ပုဒ်ပဲဖြစ်ပါတယ်အင်မတန်ခက်ခဲနက်နဲပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုလို့ဆိုရပါမယ်ကဘာမောပါမြန်မာစစ်တပ်လိုမျိုးပြည်သူတွေပေါ်အကျန်းဖတ်ရက်ဆက်ကြမ်းကြုတ်တဲ့အာဏာရှင်အဖွဲ့အစည်းတွေဘာကြောင့်နှစ်ပေါင်းများစွာသက်ဆိုးရှိနိုင်ရတာလဲဆိုတဲ့အကြောင်းရင်းကိုခွဲခြမ်းစိတ်ဖြာကြည့်ကြပါစို့အာဏာရှင်တို့သက်ဆိုးရှိရခြင်းဟာမြန်မာနိုင်ငံစစ်တပ်ဟာနိုင်ငံရေးကိုဆယ်စုနှစ်ပေါင်းများစွာကြာအောင်လွှမ်းမိုးထားပြီးတော့ပြည်သူလူထုအပေါ်ရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုတွေကိုအသုံးချပြီးအုပ်ချုပ်နေတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့နိုင်ငံတကာဖွဲ့စည်းများရဲ့ဖိအားပေးမှုတွေကြားကပဲဤကဲ့သို့သောအကြမ်းဖက်အာဏာရှင်စနစ်တွေဘာကြောင့်သက်ဆိုးရှည်ပြီးရှင်သန်နေရတာလဲ။အဓိကအားဖြင့်ပြည်တွင်းတိဆောက်ပုံစီးပွားရေးထိန်းချုပ်မှုနဲ့နိုင်ငံတကာဆက်ဆံရေးများကအခရာကျတဲ့အချက်၃ချက်ကိုဤဆောင်ပါမှာအချက်လက်တွေနဲ့တင်ပြပေးသွားမှာဖြစ်ပါတယ်။တိကတော့ပြည်တွင်းဖွဲ့စည်းပုံနဲ့စစ်တပ်ရဲ့အလုံးစုံထိန်းချုပ်မှုပဲဖြစ်ပါတယ်။စစ်တပ်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးရဲနေရနဲ့ပတ်သက်လို့အကြမ်းဖက်စစ်တပ်ဟာနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးတရားစီရင်ရေးနဲ့ဥပဒေပြုရေးမန်နိုင်၃ရက်လုံးကိုအာဏာသိမ်းပြီးနောက်ပိုင်းအပြည့်အဝထိန်းချုပ်ထားပါတယ်။ဤဖွဲ့စည်းဟာစစ်မှုဒဏ်ဟောင်းနေနဲ့အကြမ်းဖက်စစ်ကောင်းဆောင်တွေရဲ့ဂျာသစ္စာခံမှုပေါ်အခြေခံပြီးတိဆောက်ထားတဲ့တင်းကျပ်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။အကြောက်တရားနဲ့အုပ်ချုပ်ခြင်း rule by fear စစ်တပ်ဆန္ဒပြသူများကိုအကြမ်းဖက်ဖြိုခွင်းခြင်းအယက်သားပြစ်မှတ်တွေကိုလေကြောင်းတိုက်ခိုက်ခြင်းနဲ့လူခွင့်ရေးချိုးဖောက်မှုများကျူးလွန်ခြင်းဖြင့်ပြည်သူလူထုကိုအကြောက်တရားလွှမ်းမိုးပြီးတော့အာဏာကိုထိမ့်သိမ်းထားပါတယ်။နောက်တစ်ချက်ကတော့သတင်းအချက်လက်ပိတ်ဆို့ခြင်းပါလွတ်လပ်တဲ့မီဒီယာတွေကိုဖိနှိပ်အင်တာနက်နဲ့ဆက်သွယ်ရေးတွေကိုဖျက်တောက်ပြီးပြည်သူများမှန်ကန်တဲ့သတင်းအချက်လက်မရရှိစေဖို့ကန့်သတ်ထားပြီးတော့ဝါဒဖြန့်ချီရေးရန်ရာများကိုတွင်တွင်ကျဲကျဲအသုံးပြုခြင်းဖြစ်ပါတယ်အကြမ်းဖက်စနစ်များတပ်ဆိုးရှည်ရခြင်းရဲ့အဓိကအချက်မှာစစ်တပ်ရဲ့နိုင်ငံရေးအခမ်းကဏ္ဍကိုတရားဝင်ခိုင်မာစေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008ဖွဲ့စည်းပုံကြောင့်ဖြစ်ပါတယ်။ဤဥပဒေဟာစစ်တပ်အားလွှတ်တော်အမတ်နေရာ25ရာခိုင်နှုန်းကိုအလိုလျောက်ပေးထားပြီးအရေးပေါ်အခြေအနေမှာအာဏာကိုသိမ်းယူခွင့်ကိုပါတရားဝင်ခွင့်ပြုထားပါတယ်။ဤဒီမှာစစ်တပ်ကိုနိုင်ငံရေးအရာကာကွယ်ပေးထားတဲ့အကာအကွယ်ဖြစ်ပါတယ်။နှစ်ကတော့စီးပွားရေးဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ဘဏ္ဍာငွေကြေးပါစစ်တပ်ဟာကိုယ်ပိုင်စီးပွားရေးအင်ပါတာနိုင်ငံတော်ရဲ့စီးပွားရေးကဏ္ဍအများစုကိုဓာတ်ရိုက်ဒါမှမဟုတ်တွယ်ဝိုက်တဲ့နည်းနဲ့ထိန်းချုပ်ထားပါတယ်စစ်တပ်ပိုင်းကုမ္ပဏီများဖြစ်တဲ့မြန်မာစီးပွားရေးဥပိုင်ကုမ္ပဏီ MEHL နဲ့မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC ကဲ့သို့သောစစ်တပ်ပိုင်းကုမ္ပဏီကြီးတွေဟာကြောက်မြတ်ရတနာတစ်တောဒွတ်ပစ္စည်းဘဏ်လုပ်ငန်းနဲ့ဆက်သွယ်ရေးကဲ့သို့အကျိုးမြတ်ကြီးမားတဲ့လုပ်ငန်းတွေမှာကြီးမားစွာပါဝင်ပတ်သက်နေပါတယ်။ဘဏ္ဍာရေးကိုအမိခိုးကင်းမဲ့စွာအသုံးချနိုင်မှုဖြစ်တဲ့စီးပွားရေးအင်ပါယာတွေကရရှိတဲ့ဝင်ငွေတွေဟာအကျန်းဖတ်စစ်တပ်ကိုပြည်သူလူထုဒါမှမဟုတ်နိုင်ငံတော်ဘဏ္ဍာရေးပေါ်မိခိုးနေရန်မလိုအပ်တော့ပဲမိမိဘာသာရက်တည်နိုင်တဲ့ဘဏ္ဍာရေးအင်အားကိုပေးစွမ်းထားပါတယ်။နိုင်ငံတကာမှာစီးပွားရေးပိတ်ဆို့မှုများပြုလုပ်ပင်မဲ့အဆိုပါပြည်တွင်းစီးပွားရေးရန်နေရကြောင့်အကျန်းဖတ်စစ်တပ်ကဆက်လက်ရှင်သန်နေနိုင်ပါတယ်။လက်နက်ရောင်းချသူများရဲ့ပံ့ပိုးမှုအာဏာရှင်စနစ်များသက်ဆိုးရှည်ရခြင်းရဲ့အခြားအချက်တစ်ခုကတော့
ကြမ်းဖက်စစ်တပ်ကိုလက်နက်ခဲယမ်းနဲ့စစ်သုံးပစ္စည်းများပံ့ပိုးပေးနေတဲ့နိုင်ငံတွေရှိနေခြင်းဖြစ်ပါတယ်။ဒီနိုင်ငံတွေဟာလူ့ခွင့်ရေးစံနှုန်းများထက်ပထဝီနိုင်ငံရေးအကျိုးစီးပွား geopolitical interest တို့မဟုတ်လက်နက်ရောင်းချမှုကရတဲ့အကျိုးမြတ်ကိုပုံမူအလေးထားကြပါတယ်။ဥပမာအဖြစ်ကြမ်းဖက်မြန်မာစစ်တပ်ဟာရုရှားတရုတ်တို့မှလေယာဉ်များနဲ့စစ်လက်နက်ပစ္စည်းများကိုဝယ်ယူကာပြည်သူများကိုဘုံကျဲတပ်ဖြတ်ရမှာအသုံးပြုနေပါတယ်။သုံးချက်ကတော့နိုင်ငံတကာရဲ့အားနည်းချက်များနဲ့ရှုပ်ထွေးတဲ့မဟာဗျူဟာတွေကြောင့်ဖြစ်ပါတယ်။ကမ္ဘာအင်အားကြီးနိုင်ငံများသဘောထားကွဲလွဲမှုဟာအထက်မှာဖော်ပြခဲ့တဲ့အတိုင်းကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC မှာဗီတိုအာဏာကိုအသုံးပြုပြီးပြင်းထန်တဲ့အရေးယူမှုများပိတ်ဆို့ထားခြင်းဟာအာဏာရှင်စနစ်များအတွက်နိုင်ငံတကာကာကွယ်ဖြစ်နေပါတယ်။အင်အားကြီးနိုင်ငံများရဲ့ပထဝီနိုင်ငံရေးမဟာဗျူဟာများဥပမာတရုတ်ရဲ့မြန်မာနိုင်ငံပေါ်လွှမ်းမိုးလိုမှုရုရှားရဲ့လက်နက်ဈေးကွက်ဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိုးရိမ်ပူပန်မှုများကိုကျော်လွန်သွားပါတယ်။အာဆီယံကဲ့သို့ဒေသတွင်းအဖွဲ့အစည်းများဟာလည်းပြည်တွင်းရေးမစွက်ဖက်ရေးမူဝါဒကိုကင်ဆွဲထားခြင်းကြောင့်အကြမ်းဖက်စစ်အုပ်ချုပ်ရေးကိုထိရောက်စွာဖိအားပေးဖို့ပြက်ကွက်နေပါတယ်။၎င်းတို့ရဲ့နှေးကွေးတဲ့ဓမ္မမဟုတ်သဘောထားပျော့ပြောင်းတဲ့တုံ့ပြန်မှုဟာအာဏာရှင်များအားအချိန်နဲ့အခွင့်အရေးပေးလိုက်တဲ့ကဲ့သို့ဖြစ်နေပါတယ်။ခြုံပြီးတော့သုံးသပ်ရရင်မြန်မာစစ်တပ်ကဲ့သို့အကြမ်းဖက်စနစ်များတက်ဆိုးရှေ့ရခြင်းဟာတခုဒီသောအကြောင်းရင်းကြောင့်မဟုတ်ဘဲအကြမ်းဖက်စစ်တပ်ရဲ့ပြည်တွင်းအလုံးစုံထိန်းချုပ်မှုကိုယ်ပိုင်စီးပွားရေးအင်ပါယာတိဆောက်နိုင်မှုနဲ့နိုင်ငံတကာရဲ့နိုင်ငံရေးအကျိုးစီးပွားများရှုပ်ထွေးမှုစတဲ့အချက်ပေါင်းများစွာပေါင်းဆက်ပြီးစနစ်တကျထောက်ကူပေးနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဤစနစ်ကိုဆုံးသက်နိုင်ရမှာမြန်မာပြည်သူများရဲ့ခုခံတော်လှန်မှုသာမကနိုင်ငံတကာအတိုင်းအဝန်အနေဖြင့်လဲ၎င်းတို့ရဲ့နိုင်ငံရေးအကျိုးစီးပွားများကိုဘေးဖယ်ပြီးအကြမ်းဖက်စစ်တပ်ရဲ့ဗန်နာရေးလမ်းကြောင်းများကိုဖျက်တောက်ဖို့နဲ့လက်နက်ပံ့ပိုးမှုများကိုတားဆီးဖို့ပုံမူခိုင်မာစွာပြတ်သားတဲ့ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်နေပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချအောင်ရမယ်